တွေတိုးတက်အများကြီးရှိမနေဘူးပေါ့နော်ဝင်ငွေနဲ့ထွက်ငွေကိုမျှပြီးတော့တုံးနေတယ်ဒါမှမဟုတ်ကိုယ့်ရဲ့အသုံးစရိတ်တွေကိုshort ချနေတယ်အဲ့လိုမျိုးလေးတွေ့ရတယ်စိတ်ထဲတစ်ခုရှိတာပိုင်ဝမ်းလေးတွေကနောင်နာကတ်မှာငါရဲ့ငွေကြီးတိုးတက်လာဖို့အတွက်ပေါ့နော်ဘယ်လိုလုပ်ငန်းမျိုးကိုလုပ်လို့ရှိရင်ငါရဲ့ငွေကြီးတိုးတက်လာနိုင်တယ်ဥမာဘယ်နေရာမှာငါရဲ့ငွေတွေရင်းနှီးမြှုပ်နှံလို့ရှိရင်ငါအမျက်ငွေတွေဘယ်လောက်ရနိုင်လဲပေါ့အဲ့လိုမျိုးပေါ့နော်စိတ်ကူးထဲမှာကိုလုပ်ရမယ့်အလုပ်ကိုတွေးနေတယ်အစီအစဉ်တွေချနေတယ် plan တွေချနေပြီးတော့နောက်ကြတော့ဒီအလုပ်ကိုလုပ်ဖို့အတွက်ဘယ်လိုနီးလန်းနဲ့ဘယ်လိုစူးစမ်းရမလဲဆိုတာတည်တည်ချာချာလေ့လာနေတယ်စူးစမ်းနေတယ်နောက်ကြတော့ကိုယ့်ရဲ့ဒီလိုမျိုးလေ့လာနေတဲ့အချိန်ပြောရမစို့အစီအစဉ်တွေဆွဲနေတဲ့အချိန်မှာကိုယ့်ရဲ့အသုံးစရိတ်တွေကိုလည်းshort ချနေတယ်ဒါမှမဟုတ်အသုံးစရိတ်တွေကိုထိမ့်ပြီးသုံးနေတယ်ပေါ့နော်ကိုယ့်ရဲ့အခုလောလောဆယ်မှာရှိနေတဲ့ဝင်ငွေနဲ့ထွက်ငွေလေးကိုမျှပြီးသုံးနေတယ်သုံးနေပြီးတော့ရှိနေတဲ့ဥမာပိုရှန်နေတဲ့ငွေတွေကိုအနာဂတ်အတွင်းငွေတွေကြိုးပြီးတော့ရင်းနှီးထားရတယ်ဖြစ်နိုင်တယ်ပေါ့နော်လောလောဆယ်မှာတော့ငွေအများကြီးမရှိဝင်ချင်းရှိမနေဘူးဒါပေမဲ့နောင်နာဂတ်မှာတော့ပိုင်ဝမ်းလေးတွေကငွေတွေတိုးတက်လာဖို့အခြေအနေတော့ရှိတယ်ပေါ့နော်ငွေတိုးတက်လာဖို့အခြေအနေရှိတယ်နောက်ပြီးတော့ပိုင်ဝမ်းလေးတွေရဲ့လူမှုရေးအခြေအနေမှာဆိုလို့ရှိရင်ပိုင်ဝမ်းလေးတွေကစကားနေတဲ့သူကိုတယောက်တည်းအေးစစ်စစ်နေရတာကိုနှစ်သက်တဲ့သူဖြစ်နိုင်တယ်နောက်ပြီးတော့ပိုင်ဝမ်းလေးတွေကလုပ်ရမယ့်အလုပ်ကိုကိုတယောက်တည်းအေးစစ်စစ်လုပ်တယ်ကိုသွားရမယ့်လမ်းပေါ်မှာကိုသွားရမယ့်လမ်းကိုလေ့လာရမယ့်ကိုသွားရမယ့်လမ်းခရီးအတွက်လိုအပ်တဲ့ဘူးတုတာတွေဥမာဘူးတုတာတွေကိုလေ့လာရှာဖွေနေတယ်နောက်ပြီးတော့စူးစမ်းနေတယ်ပေါ့နော်အစီအစဉ်တွေပေါ့နော်ကိုဘဝတိုးတက်ဖို့အတွက်ကိုနောင်နာကတ်မှာငါဘလို့တိုးတက်ငွေကြီးဆိုလို့ရှိရင်ငွေကြီးတိုးတက်လာအောင်ငါဘလို့လုပ်တင်တယ်လဲဆိုပြီးတော့ဘလို့လုပ်ရမလဲဆိုပြီးတော့လေ့လာစူးစမ်းနေတယ်ဥမာငါဘဝဘယ်အသက်အရွယ်မှာဘလို့တိုးတက်လာမလဲဘယ်ချိန်ထိရှိလာမလဲရှိလာရမယ်ဆိုပြီးတော့စိတ်ထဲမှာရှိပြီးတော့အဲ့ဒီအတွက်လဲငါဘလို့စူးစမ်းရမလဲဆိုတဲ့လေ့လာမှုတွေဘူးတုတာတွေကိုရှာဖွေနေတယ်စူးစမ်းနေတာကိုတွေ့ရတယ်နောက်ပြီးတော့အဲ့ဒီအတွက်ကြောင့်မလို့လဲတငယ်ချင်းတွေပါလေပေါင်းသင်းတွေဘက်ကိုတိတ်ပြီးအာယုံမရောက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုယ်ဘဝတိုးတက်မှုကိုပဲအာယုံစိုက်နေတဲ့အတွက်ကြောင့်မို့လို့လုပ်ငန်းအလုပ်တွေစူးစမ်းနေတာတွေအဲ့ဒါကြီးကြောင့်မို့လို့ဒီဘေးပတ်ဝန်းကျင်တငယ်ချင်းပေါင်းသင်းတွေကိုတိတ်ပြီးအာယုံမစိုက်နိုင်သေးဘူးအာယုံမစိုက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်ကျတော့ပိုင်ဝမ်းလေးတွေကိုယ်တိုင်ကတယောက်တည်းနေရတာကိုနှစ်သက်သဘောကျတဲ့သူဖြစ်နိုင်တယ်နောက်ပြီးတော့ကိုယ်တိုင်လည်းစကားနဲ့နောက်ပြီးတော့ကိုလည်းတန်ဖိုးရှိအောင်နေတယ်နောင်နာကမှာလည်းကိုကတန်ဖိုးရှိတဲ့သူဖြစ်နေတဲ့အတွက်ကြောင့်ကိုလည်းတန်ဖိုးရှိအောင်နေတယ်နောက်ကျတော့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကလူတွေကိုလည်း respect ရှိလေးနဲ့ဆက်ဆံတယ်လို့ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်လည်းကိုကိုပြန်ပြီးလေးလေးစားစားလေးနဲ့ပြန်နေဆက်ဆံခြင်းခံလို့တွေ့ရတယ်ပေါ့နော်ဒီကိုလေးလာစရာတွေပဲလေးလာတယ်တယောက်တည်းနေရတာအေဂျင့်နေဆိုတာမှန်ပြီပဲเนาะတခါတလေမှာဒါမှမဟုတ်ရင်တော့တစ်ချိန်မှာကြာလာလို့ရှိရင်တော့နည်းနည်းအထီးကျန်တဲ့ခံစားချက်တွေခံစားရလာနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့အလုပ်ကြိုးစားတဲ့အချိန်မှာလည်းကြိုးစားပေါ့နော်လေးလာစီးပူရမယ့်အချိန်မှာလည်းလေးစားစီးပူစီးပူပါပေါ့နော်ဒါပေမဲ့တကယ်ချင်းပေါင်းသင်းလေးနဲ့နည်းနည်းပျော်ပျော်ရွှင်ရွှင်နေတဲ့အချိန်မှာလည်းနေသင့်တယ်လို့အကြံပေးတာပေါ့အကြံပေးတယ်ပေါ့နော်ပျော်ပျော်ရွှင်ရွှင်လေးနဲ့နေသင့်တယ်ပေါ့ဒါကြောင့်ဘာဘူးဒီတိုင်းတယောက်တည်းတီးကျန်မနေအထီးကျန်တဲ့သူမဖြစ်ချင်ဘူးဆိုလို့ရှိရင်တော့ဒီမှာလိုပဲစားခြင်းနားခြင်းအိတ်ခြင်းစုံထားသလိုဒီမှာလည်းကိုယ့်ရဲ့တငယ်ချင်းပေါင်းသင်းနေနဲ့ပျော်ရွှင်ရမယ့်အချိန်လေးလည်းသတ်မှတ်ထားတင်တယ်လို့တွေ့ရတယ်ပေါ့နော်ပိုင်ဝမ်းလေးတွေရဲ့အခြေရေးမှာဆိုလို့ရှိရင်လည်းပိုင်ဝမ်းလေးတွေကကိုယ့်ရဲ့လောင်းတန်းအထိပေါ့နော်ရွေထားတဲ့သူရှိတယ်အဲ့ဒီရွေထားတဲ့သူလည်းသူ့မိဘတွေကိုလည်းဖွင့်ပြောထားပြီးတယ်ကိုမိဘတွေကိုဖွင့်ပြောထားတယ်မိဘနှစ်ဖက်မိဘတွေကလည်းအေးစီစီနဲ့ GVV ခွင့်လွတ်ထားခွင့်လွတ်ပေးတယ်ပေါ့နော်ကိုဒီပိုင်ဝမ်းလေးတွေရဲ့နှစ်ယောက်လုံးကလည်းငါတို့တနေ့တစ်ချိန်မှာဥမာနောက်ထပ်2နှစ်နောက်ထပ်3နှစ်ဆိုလို့ရှိရင်ငါတို့လက်ထက်ကြမှာအခုချိန်မှာတော့ငါတို့နှစ်ယောက်တူတူအလုပ်စူးစမ်းပြီးငွေတွေစုဆောင်းမယ်စုဆောင်းပြီးနောက်ထပ်3နှစ်နေတို့နှစ်ယောက်တူတူလက်ထက်ကြမယ်အဲ့လိုပေါ့နော်လောင်တန်းဒီ plan တွေချထားတယ်ပေါ့နော်ချ
ထားတယ်နှစ်ယောက်တစ္ဆာရှိရှိနဲ့အဲ့ဒီချိန်မှာ3နှစ်ပြည့်တဲ့အချိန်မှာလက်ထပ်မယ်ဒါမှမဟုတ်2နှစ်ပြည့်တဲ့အချိန်မှာလက်ထပ်မယ်အခုချိန်မှာတော့တို့တွေဝေစူးစမ်းရှာဖွေကြမယ်ပေါ့အဲ့ဒီလိုနားလည်မှုတွေနဲ့သူ့မိဘကိုမိဘဒီပိုင်းပျော်ပျော်ရွှင်ရွှင်မိဘတွေကိုဖွင့်ပြောပြီးတော့နော်နှစ်ယောက်သားလည်းပျော်ပျော်ရွှင်ရွှင်နဲ့အေးစီနဲ့လက်တွဲခဲ့တဲ့ချစ်သူလက်တွဲထားတဲ့ချစ်သူပေါ့နော်ဒါဟုတ်ချင်းအိမ်နောက်ဘက်တွေလည်းဖြစ်နိုင်တယ်ပေါ့နော်တချို့ရာအိမ်နောက်ဘက်တွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီကိုယ့်ရဲ့လောင်းတန်းဒီရည်ရွယ်ထားတဲ့ကိုယ့်ရဲ့တစ်ဖက်သူနဲ့လုံးဝမမျော်လင့်တဲ့အချိန်မှာလုံးဝမမျော်လင့်တဲ့အခြေအနေမျိုးနဲ့ရုတ်တရက်ကြီးလမ်းခွဲရတဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဖြစ်သွားနိုင်တယ်ဥမာကိုယ့်ဘက်ကသူမသိအောင်တခြားတစ်ယောက်ရှိနေတာကြောင့်ဒါမှမဟုတ်သူ့ဘက်မှာကိုမသိပဲတခြားတစ်ယောက်ရှိနေကြကြောင့်ပြောရမယ်ဆိုတစ်ယောက်နဲ့တစ်ယောက်သစ္စာမရှိမှုကြောင့်ဒါမှမဟုတ်တစ်ဖက်တက်ကတစ်ယောက်နှစ်ယောက်ထက်တစ်ယောက်ကသစ္စာမရှိမှုကြောင့်လမ်းခွဲရတာမျိုးလေးဖြစ်နိုင်တယ်လို့တခြားတစ်ဖက်မှာကြောင့်ကိုယ့်ရဲ့တခြားပြောကတခုခုပေါ့နော်ပြောကတခုခုဒါမှမဟုတ်တဘာဝအန်ရတခုခုကြောင့်မျိုးတရက်ကြီးလမ်းခွဲလိုက်ရတဲ့အခြေအနေမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီຢာကြီးอ่ะပေါ့နော်လုံးဝကြိုတင်မတိမမြင်နိုင်တဲ့အရာမျိုးကြီးဥပမာတကယ်လို့များကြိုတင်သိခဲ့မယ်ဆိုရင်တော့ပိုင်ဝမ်းလေးတွေအနေနဲ့ဘေးရင်ရဲတွေခြေထားခြင်းပါတယ်ဆိုရင်တော့ဘေးရင်ရဲတွေခြေလို့မရတဲ့အခြေအနေမျိုးကြီးဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီလိုအခြေအနေမျိုးမှာဒီလိုအခြေအနေမျိုးမှာဒီလိုမျိုးအခြေအနေမျိုးကြီးနဲ့လမ်းခွဲရမယ်ဆိုတဲ့ကံပါလာလို့ပဲတတ်မှတ်လိုက်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ပိုင်ဝမ်းလေးတွေကသစ္စာပေါက်ကန်ရတယ်ဆိုလို့ရှိရင်လည်းဒီကတ်တွေနဲ့ပြန်ပြီးတော့ဆက်မယ်ဆိုလို့ရှိရင်ဝကြီးပိုင်ဝမ်းလေးတွေဝကြီးကုံဆုံးသွားလို့မို့ကုံဆုံးသွားတယ်လို့ပဲတတ်မှတ်လိုက်ပါပေါ့နော်ကုံဆုံးသွားတယ်လို့ပဲတတ်မှတ်လိုက်ပါဒါပေမဲ့ဒီအချစ်ဆိုတာကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးအတွက်မဟုတ်အချစ်ဆိုတာတကယ်ကြကိုယ့်ဘဝတစ်ခုလုံးရဲ့အရာအားလုံးရဲ့မဟုတ်ဘဝတစ်ခုလုံးမဟုတ်ဘဝတစ်ခုလုံးရဲ့အစိပ်ပိုင်းလေးတစ်ခုပဲဖြစ်တယ်ဒါကြောင့်မို့လို့ပိုင်ဝမ်းလေးနဲ့တရားကြီးရုတ်တရက်ကြီးဖြစ်သွားတဲ့အတွက်ကြောင့်ဝမ်းနဲ့ကြေကွဲမှုတွေဖြစ်နိုင်တယ်ပေါ့နော်လုံးဝမထင်မှတ်တဲ့အခြေအနေမျိုးမှာရုတ်တရက်ကြီးဖြစ်သွားတဲ့ဝမ်းသစ္စာပေါက်ဥပမာသစ္စာပေါက်ကန်လိုက်ရတဲ့ဖြစ်တဲ့ကြောင့်ကိုယ်အနေနဲ့ဝမ်းနဲ့ကြေကွဲရတယ်ဒေါသထွက်ရတယ်မကန်ကျင်စိတ်တွေဖြစ်မိတယ်ဆိုရင်တော့ပိုင်ဝမ်းလေးတွေအနေနဲ့ဖြစ်လိုက်ပေါ့နော်ငါရဲ့ဝကြီးတွေကုံဆုံးသွားတယ်လို့ပဲတတ်မှတ်လိုက်ပါပေါ့နော်တတ်မှတ်လိုက်ပါဒီကကြတော့ဒီကတ်နှစ်ခုနဲ့ဒီကတ်တင်နဲ့လုံးဝဆက်ချက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ပထမကတ်ကတက်ကြတယ်ဒုတိယကတ်က judgment ကြတယ်တက် energy နဲ့ဆိုလို့ရှိရင်ဒါပထမတက်ဆိုလို့ရှိရင်ဒါမကောင်းဆိုးဝါးကြီးပေါ့နော်မကောင်းဆိုးဝါးတခုကိုယ့်သစ္စာဥပမာနော်သစ္စာပေါက်ခံလိုက်ရတယ်ဆိုလို့ရှိရင်ဒါမကောင်းဆိုးဝါးကြီးရနေပြီးတော့ကိုယ့်ရဲ့ဘဝလေးရနေပြီးတော့ထွက်ခွာသွားတယ်ဒီမှာကိုယ့်ရဲ့နောက်တစ်ယောက်ရောက်လာမှာကိုယ့်အတွက်ကိုပြန်လဲနှိုးထလာအောင်ကူညီပေးမဲ့နတ်သားလေးပေါ့နော်ဒါကနတ်သားပေါ့နော်အဲဒီနတ်သားလေးပြောရမှာဆိုလို့ရှိရင်ဒီလိုနတ်သားလေးရောက်လာဖို့အတွက်ဒီလိုမကောင်းဆိုးဝါးကြီးကိုယ်ဆုတ်ခွာသွားတယ်လို့ပဲသတ်မှတ်လိုက်ပါနော်သတ်မှတ်လိုက်ပါဥပမာဒီကိုယ့်ရဲ့ဒီသစ္စာပေါက်ခံလိုက်ရတာမဟုတ်ဘဲနဲ့ဥမာဘေးတဘာဝဘေးရနေရတခုကြောင့်ဒါမှမဟုတ်တခုပယောဂတခုခုကြောင့်လမ်းခွဲလိုက်ရတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဘွားကကံဝကြွေးကြောင့်ပေါ့နော်ဒီနေ့ဒီချိန်ကမျိုးမှာဒီနေ့ချူမီနေမျိုးနဲ့လမ်းခွဲရမယ်ဆိုတဲ့ကံပါလာလို့ပဲတတ်မှတ်လိုက်ပါပေါ့နော်တတ်မှတ်လိုက်ပါနောက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တချို့ပုံစံတွေကြောက်ရလဲမှာသူကနိုင်ငံခြားရောက်သွားလို့ကိုကဒီမှာတယောက်ဒီမှာကျန်းနေကြလို့မလို့ရုတ်တရက်ကြီးလက်ခွဲလိုက်ရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါမှမဟုတ်တချို့ကြဘာသာမတူလို့လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတွေကလူနည်းစုပေါ့အဲဒီလိုမျိုးအခြေအနေမျိုးကြောင့်လက်ခွဲရတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါလေးကတော့နောက်ပြီးတော့2025နှစ်ကုန်ပိုင်းမှာဘယ်လိုအခြေအနေမျိုးနဲ့ဆုံးဖြတ်တန်းသွားမလဲဆိုလို့ရှိရင်ပိုင်ဝမ်းလေးတွေကအခုရင်ဒီ2025မှာပေါ့နော်2025နှစ်စပိုင်းမှာဖြစ်ခဲ့တဲ့ဝမ်းနည်းစရာတွေပင်ပန်းခဲ့တာတွေနောက်ပြီးတော့
ပြောရမယ်ဆိုလို့ရှိရင်အခက်ခဲတွေအတားအဆီးတွေပေါ့နော်အဲ့ဒီအရာတွေကိုပေါ့နော်အဲ့ဒီအရာတွေကိုအေးစစ်စစ်နဲ့ကိုယ်စိတ်ကိုဘယ်လက်ညီမြတ်လဲအောင်ထိန်းချုပ်နိုင်ပြီးတော့ပေါ့နော်ထိန်းချုပ်နိုင်ပြီးတော့တည်ငြိမ်အေးစစ်စစ်လေးနဲ့ပဲ2025ကိုပြီးဆုံးပြီ2026ကိုကူပြောင်းသွားမယ်လို့တွေ့ရတယ်ပေါ့နော်2025မှာဖြစ်ခဲ့တဲ့ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေနောက်ပြီးတော့ကိုယ့်ရဲ့နာကျင်စရာတွေကိုယ့်ရဲ့ပင်ပန်းခဲ့ရတာတွေကိုယ့်ရဲ့ဥမာဒီ2025မှာဖြစ်ခဲ့ရတဲ့ဥမာတစ်ဖက်သက်ပေါ့နော်လိုမျိုးခံစားခဲ့ရတဲ့အရာတွေအဲ့ဒီအရာတွေအားလုံးကိုကိုယ့်ဘဝရဲ့သင်ခန်းစာဒါမှမဟုတ်ချင်းကိုယ့်ဘဝရဲ့အတွေ့အကြုံတွေနဲ့လက်ခံလာနိုင်ပြီးတော့ပေါ့နော်လက်ခံလာနိုင်မယ်နောက်ပြီးတော့နောက်ကြတော့ကိုယ့်ဘဝအတွက်ဒီຢာတွေကဖြစ်ပြောရမယ်ဆိုလို့ရှိရင်တစ်ချိန်တော့ပိုင်ဝမ်းလေးတွေကဒေါသတွေကြီးရင်ရွတ်တဲ့ကြီးဒေါသကြီးကြီးပလိုက်တယ်ဒေါသကြီးကြီးပြလိုက်တယ်ဒါမှကြတော့ကိုဒေါသထွက်တယ်ဆိုလို့ရှိရင်ဟိုကနေတိုင်းတဲ့ကိုယ့်ရဲ့မူညာနဲ့ပြပလိုက်တယ်ဟိုမှာပြောစရာရှိရင်လည်းဟိုကနေတိုင်းတဲ့ပျော်ပျော်ရွှင်ရွှင်ကြီးလှုပ်ပြလိုက်တယ်ဝမ်းနေစရာရှိရင်ဟိုကနေတိုင်းငိုးပလိုက်တယ်ပေါ့နော်အဲ့ဒီလိုအခြေအနေမျိုးကနေ2025နှစ်ကုန်ပိုင်းမှာကြတော့အဲ့ဒီလိုမျိုးမဟုတ်တော့ပဲねပေါ့နော်တည်ငြိမ်အေးဆေးဆေးနဲ့ပဲကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နာလိုက်မယ်ကိုပြောရမယ်ဆိုလို့ရှိရင်တည်ငြိမ်ရစ်ကျက်လာမယ်ပေါ့နော်တည်ငြိမ်ရစ်ကျက်လာမယ်နောက်ပြီးကြတော့တည်ငြိမ်ရစ်တက်လာမယ်နောက်ကြတော့ဟိုးမတည်မငြိမ်ခံစားခဲ့ရတဲ့ခံစားချက်တွေကိုအခုချိန်မှာပြောရမယ်ဆိုလို့ရှိရင်လက်ခံနာလိုက်မယ်လက်ခံနာလိုက်နိုင်နေတယ်ပေါ့နော်အရင်တော့ခံစားချက်တွေကိုကိုကလက်ခံနေဆိုတာဟိုမျိုးဒီတိုင်းငါတိခံလိုက်မယ်ဆိုပြီးတော့မခံချင်စိတ်နဲ့တိခံလိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်စိတ်ကိုတကယ်ကိုအေးချမ်းချမ်းနဲ့ပေါ့နော်ဘဲလန်းညီမြလေးနဲ့အေးချမ်းချမ်းတက်တာလေးကိုဖြစ်ပြီးတော့ပေါ့နော်တည်ငြိမ်လေးနဲ့ပဲ2025ကိုပြီးဆုံးပြီး2026ကိုတည်ငြိမ်အေးချမ်းချမ်းလေးနဲ့ပဲဖယ်တန်းသွားလိမ့်မယ်လို့တွေ့ရတယ်တချို့တွေဆိုလို့ရှိရင်ချို့သူတွေကနည်းနည်းဘာသာရေးလေးပါလေးလိုက်စားပြီးတော့ပေါ့နော်ကိုယ်စိတ်နဲ့ကိုယ်နဲ့ဘယ်လန်းညီမြဖြစ်အောင်ထိန်းချုပ်နာလိုက်နေမယ်လို့တွေ့ရတယ်ပေါ့နော်ဒါလေးတွေကပိုင်ဝမ်းလေးတွေရဲ့ကြည့်ပြီးတဲ့ energy လေးပါရှင် energy ကန့်ညီကြားလိုက်မယ်လို့မျှော်လင့်ပါတယ် energy မကန့်ညီဘူးဆိုလို့ရှိရင်လည်း sorry ပါရှင်နောက် ready တင်မှာပြန်လဲဆုံးပေးကြပါမယ်